ဘယ်သူမှမတင်လာတာကဒီမသိမျိုးဧကရဲ့အောက်ခြေမှာခန်းနာတယ်သွားတဲ့နန်းတော်ကြီးတစ်ခုရှိနေလိမ့်မယ်ဆိုတာပါပဲအထဲမှာလွန်ခဲ့တဲ့နှစ်တစ်ထောင်ကခန်းရောင်ဝတ်ဆောင်တဲ့နတ်ဆရာကြီးဆံမြန်းနေုံတွေမကဘဲနဲ့တောင်တောင်ကြီးရဲ့တာဝတပည့်တွေရဲ့ဝိညာဉ်တွေကလည်းပက်ပက်လေးမှာစောင့်ကြနေကြပါတယ်အဲ့ဒီချိန်မှာကျွန်တော်ကြည့်ရှာမျိုးတော်ရဲ့ဝိညာဉ်ပင်ဖြစ်ရေလဲကြက်ကြက်နဲ့ရှောင်းလန်းနေတော့မယ်အသီးဆုံးလောက်ရှိတဲ့ခရမ်းပုတ်ရောင်မိစ္ဆာမျိုးတွေတခုဟာကျွန်တော်မျက်စိရှိမှပြန်ဝဲနေပါတယ်ကျွန်တော်တာလေးညှက်လိုက်ပြီးအဲ့ဒီအမျိုးတွေကိုခွဲပစ်လိုက်ပါတယ်ပြီးတော့ထွက်လာတဲ့အေးတက်တွေကိုပါဇက်ထဲထည့်ပြီးမျိုးချလိုက်ပါတယ်ပြောရရင်တော့ဒီမသိမျိုးဧကနန်းတော်တဲ့ဟာDXတွေရဲ့အေးတက်ဟာတကယ်ကိုတန့်စင်လုံးပါတယ်ဒီလောကကအများကြီးတာတယ်ဒါတွေလုပ်ပြီးတော့ကျွန်တော်ကြမ်းတဲ့လူသုံးယောက်ကိုချက်ကြည့်လိုက်တယ်။ဘာမှပြောပဲလက်ထွက်ခတ်လိုက်တယ်။ဒီကန်အေးကြီးတစ်ခုနာရောက်တဲ့အခါတစ်ခုခုကိုရုပ်ပြသတိထားမိသွားတယ်။ကျွန်တော်လက်နှစ်ပတ်နဲ့ကန္နာမန်းနေရတွေရွတ်ဖက်လိုက်တယ်။အရက်ငားမျက်နှာဝင်းကျင်အထီကိုဝင်းကျင်ထေးကျုပ်ချင်းအရက်ရှစ်မလားလှုပ်ဝဲအစင်ဆိုပြီးတော့မနေတရားရွတ်လိုက်တာနဲ့အဆောင်လက်ဖွဲ့တွေထွက်လာပြီးကောင်းကင်နဲ့မြေကြီးကိုအချင်းတော်တစ်ခုလိုပိတ်ဆို့လိုက်ပါတယ်။အဆောင်လေးခုကပြန်ထွက်သွားပြီးပဝင်းကျင်တစ်ခုလုံးကိုချက်ပေးလိုက်တာပေါ့။အဲ့နောက်ကျွန်တော်မြေကြီးထဲကနေအယောင်မတူတဲ့အရာ၅ခုကိုဆွဲထုတ်လိုက်ပါတယ်။နောက်ကနေလိုက်လာတဲ့နှကမ်းမှုတဲ့လူဟာမျက်မှောင်ကျိုးပြီးတော့ခဏလောက်ကြည့်နေပြီးတော့အဟောတကြီးနဲ့ပြောပါတယ်။ဒါကထုံဝင်းကျင်၅ပါပဲ။ဒါတွေကစွမ်းရည်တွေကနေဖြစ်တည်လာတာတောင်ကိုရွှေ့နိုင်တယ်ရေကိုသိမ်းနိုင်တယ်ကဲချမကိုတောင်ပြောင်းလဲပေးနိုင်တာဒီနေရာမှာဒါမျိုးနဲ့တွေ့ရလိမ့်မယ်လို့တကယ်ကိုမထင်တော့ဘူးတဲ့ကျွန်တော်ကအဲ့ဒီဝိညာဉ်၅ပါးကိုဖန်ကင်ထားပြီးအောက်ကမြေချောင်းစီသွားတဲ့လမ်းမှာအနေရရှိလားဆိုတာတောက်ကြည့်ချေလို့ခံလိုက်ပါတယ်ခဏလေးတွင်းမှာပဲဝိညာဉ်တွေပြန်လာပြီးအောက်ကအခြေအနေကိုအမှန်တိုင်းလာပြောပြပါတယ်ရေကန်အေးကြီးရဲ့အောက်ခြေဟာမသိမျိုးနယ်ပြီပဲဒါပေမဲ့အောက်မှာရန်ညိုးကြီးတဲ့ဝိညာဉ်တွေနဲ့ရဲရစီတွေအများကြီးရှိနေတယ်ကျွန်တော်ခဏလောက်စဉ်းစားပြီးရတယ်ချက်ချင်းပဲရေကန်အေးကြီးတဲ့ကိုကုန်ချလိုက်ပါတယ်ကျွန်တော်ကဟန့်ပါတယောက်ဖြစ်တဲ့အတွက်ရေကကျွန်တော်ကိုဘာမှမလုပ်နိုင်ပါဘူးရေထဲမှာလမ်းလျှောက်ရတာကုန်းပေါ်မှာလမ်းလျှောက်ရတဲ့လိုပါပဲဒီကန်ထဲရောက်တော့အပူချိန်ကအရန်နေနေတာကိုခံစားရပါတယ်။အောက်ကအေးတက်တွေဟာရန်ကုန်ထူးတက်လုံးလို့ပြန်ပို့အောင်လင်းနေအောင်ထွက်နေခဲ့ပါတယ်။ဒီထဲမှာငါးတကောင်မှမရှိပဲဝိညာဉ်တွေပဲအများကြီးလွန်မြောနေကြတာ။မြေအောင်မြေတစ်ခုလုံးကိုလမ်းကြည့်လိုက်တော့နေချမ်းမြေမှာအယိုးစုတွေတောင်းလို့ပုံနေပြီးမကျွတ်မလွတ်တဲ့ဝိညာဉ်တွေဟာခဲအောင်လင်းတွေထွက်နေတာကိုမြင်လိုက်ရပါတယ်။အဲ့ဒီချိန်မှာပဲရှင်းနားမှာကြီးမားလာတဲ့ကြောက်စာတိုင်းကြီးတစ်ခုကိုတွေ့လိုက်ရပါတယ်။အဲ့ဒီပေါ်မှာထမ်းရံတောင်မြောက်ပိုင်းပြားချောင်းဆိုပြီးတော့စာလုံးတွေကိုထင်းထင်းချားထွင်းထူထားတာပါပဲ။ဒါကိုမြင်လိုက်ရတော့ကျွန်တော်ခဏကြောင်သွားပါတယ်။လုံတော်ရဲ့မတန်းတွေထဲမှာတောင်နှလုံးရှိရင်နှလုံးကငကားနဲ့ကြောက်ကိုစားပြုပြီးနောက်နှလုံးကမြောက်ဘက်ကိုဆိုလိုတယ်လို့ပါရှိပါတယ်။ဒါဆိုဒါကမတန်းနဲ့ဟာမြောက်ပိုင်းတောင်ကိုဘုရားကျောင်းများလား။အဲ့နောက်မှာပဲစနစ်ရတန်ကထွက်လာခဲ့ပါတယ်။ပေါ်ထားတဲ့ချက်ရင် tax သိရပါပြီ။မြောက်ပိုင်းဘုရားကျောင်းရဲ့ပင်မဆောင်ကိုတွားပြီးချက်ခင်လုပ်ပါ။အဲ့ဒီတန်ကိုကြားရတာနဲ့ကျွန်တော်မြောက်ပိုင်းဘုရားကျောင်းစီကိုဦးတည်ပြီးတော့ဆင်းသွားလိုက်ပါတယ်။လမ်းလျှောက်မှာဝိညာဉ်တွေအများကြီးဟာသူတို့ရဲ့ရိုးစုတွေကိုစောင့်ကြနေကြပါတယ်။ပြောရရင်တော့မြင့်ကျမ်းမြောက်ကဝိညာဉ်တွေဟာဘယ်ရိုးစုကသူတို့ဟာလဲဆိုတာကိုတော့မခွဲခြားနိုင်ကြတော့ပါဘူး။အဲ့ဒီချိန်မှာပဲနောက်ကလူ၃ယောက်ကလည်းအိတ်စိတ်လိုက်လာကြပါတယ်။ဝိညာဉ်တွေအများကြီးပါလားဆိုပြီးဖာရှမ်းဘုန်းကြီးကလှမ်းသွားခဲ့ပါတယ်။သူ့လက်ထဲကတက်သား9000တုံခါသွားပြီးဒါတကယ်ကိုငရဲကန်းကြီးပဲလို့စိတ်လှုပ်ရှားစွာနဲ့ပြောလိုက်ပါတယ်။ချိန်ထဲမှာပဲရှေ့ကနေကုတ်ခတ်သွားတယ်။ကျွန်တော်ကိုဝိညာဉ်တွေကသတိထားမိသွားပါတယ်။ဒါပေမဲ့ကျွန်တော်ရဲ့ခင်းအောင်ဝစ်စုံကိုမြင်လိုက်ရတဲ့အခါသူတို့တွေခဏကြောင်သွားပြီးတော့ချက်ချင်းပဲမြေကြီးပေါ်မှာဒုတော့ချလိုက်ကြပါတော့တယ်။နေမနာဥချကြောနေကြတဲ့ဒီမြင်ကွင်းဟာလူတိုင်းကိုအံ့အားတင်သွားစေခဲ့တယ်လို့ကျွန်တော်ကိုယ်တိုင်လည်းခဏလာကြောင်သွားမိပါတယ်။ဘာသဘောလဲဆိုတာကိုလက်မောင်ကျိုးပြီးစဉ်းစားရင်းနဲ့ထူးဆန်းနေမိပါတယ်။ခန္ဓာကိုယ်ကိုအောက်ဘက်ကိုပြပြချင်းပြောချလိုက်ပြီးမြောက်ဘက်တကားအပေါ်ဘက်ကနေရောက်သွားတော့မှပဲအောက်ကဝိညာဉ်အုပ်စုကိုသတိထားမိပါတော့တယ်။သူတို့တည်ဆုံးခဲ့တာဓာတ်စုတွေပေါင်းများစွာဒါနမဟုတ်ထောင်ထဲချင်နေပြီဆိုပေမဲ့အပြောင်းလဲတာကတော့သူတို့တည်ဆုံးချိန်ကပုံစံတွေပါပဲ။ဒီသုံးကဝိညာဉ်အယောက်20လောက်ကဒါအောင်ဝစ်ဆောင်တွေဝတ်ထားကြပါတယ်။ကျွန်တော်နည်းနည်းထက်နီးကပ်သွားတဲ့အခါအဲ့ဒီဝိညာဉ်တွေကဥဆောင်ပြီးလမ်းပဲပြကြပါတယ်။ကျွမ်းကြီးကိုဒါမှမဟုတ်အထီးကျပြောရရင်ဒီခဲအောင်ဝစ်ဆောင်ကိုအရင်လေးစားနေကြတဲ့ပုံပါပဲ။ရှိခေတ်ကလေးကဒီခဲအောင်ဝစ်ဆောင်ဟာတာဝူလောကမှာအမြင့်မြတ်သောအစဉ်တန်းတစ်ခုကိုကိုစားပြုတာလေ။လူတရက်ဒူးတောင်နေတဲ့ဝိညာဉ်တကောင်ဟာခေါင်းမောက်ကြည့်လိုက်ပြီးကျန်းရင်မျက်နှာပေါ်ကအေးဆက်တဲ့အငွေ့တက်တွေကိုမြင်သွားပါတယ်။အဲ့နောက်ဆူရှာတဲ့အော်ဟစ်တန်ကြီးထွက်ပေါ်လာပြီးရေကန်အောက်ခြေကဝိညာဉ်အလုံးနှိုးကြလာကြပါတယ်။အားလုံးကကျွန်တော်စီကိုဝိုင်းကြည့်လာကြပြီးနောက်တစ်စက္ကန့်မှာတော့ခြေဆုံးကဝိညာဉ်တစ်ကောင်ဟာကျွန်တော်စီကိုအတင်းပြေးဝင်လာပါတော့တယ်။သူတို့နောက်ကရားနဲ့ချီတဲ့ဝိညာဉ်တွေကလည်းရုပ်ပြက်ဆင်းပြက်မျက်နှာတွေနဲ့အော်ဟစ်ပြီးကျူးကျော်သူကိုအပိုင်းပိုင်းဆုံးဖြတ်ဖို့ပြေးလာကြပါတယ်။ကြည့်ရတာလက်ပါမဖြစ်တော့မယ်ထင်တယ်။ကျွန်တော်တက်ပြင်းတစ်ချက်ချပြီးလက်ကိုမြောက်လိုက်တယ်။လက်ထဲမှာနဲ့အောင်လက်စီးတွေစူးစီးလာပြီးမျက်စိကျဲကုန်နေလို့သူတို့စီကိုပြန်နှံသွားခဲ့ပါတယ်။လက်စီးရောက်လေရကဝိညာဉ်တွေဟာအမှုန့်ဖြစ်သွားကြပြီးဘယ်မိစ္ဆာမှမိုးကြိုးငါးတဲ့အစီရဲ့ဆွမ်းအားကိုမတားဆီးနိုင်ကြပါဘူး။ဒါတွေကိုရှင်းထုတ်ပြီးတော့နောက်ဘက်တကားမကြီးစီကိုဆက်သွားခဲ့ပါတယ်။ဒါပေမဲ့ခြေလန်းတလန်းပဲလှမ်းလိုက်အောင်ကြည့်ပါသေးတယ်။လက်ကြီးကောင်ရုပ်တရက်ထွက်လာခဲ့ပါတယ်။သူ့ကြောပေါ်မှာတော့ထောက်စာချက်ကြီးတစ်ခုကိုထမ်းထားပါသေးတယ်။ပြင်းထန်တဲ့တိုက်ခိုက်မှုကြောင့်ကျွန်တော်လိမ့်ထွက်သွားရပါတယ်။လိမ့်ထွက်သွားတဲ့အချိန်မှာပဲနန်းတော်ဝင်ဝါမှာထိုင်နေတဲ့အယိုးစုတစ်ခုကိုမြင်လိုက်ရပါတယ်။ခဲအောင်ဝတ်ဆောင်ဝတ်ထားတဲ့အယိုးစုပါပဲ။ကျွန်တော်ပြန်ထပြီးထုံချင်နေတဲ့လက်မောင်းတွေကိုလှုပ်ရှားချင်တဲ့အဲ့ဒီခဲအောင်ဝတ်ဆောင်တဲ့ပေါ်ကြီးကိုတေချာကြည့်လိုက်ပါတယ်။နန်းတော်ဝင်ဝါမှာတင်းပြင်းခွေးခိုင်းနေတာအသားရည်ကရိုးချောက်လို့အသားဆိုင်လို့နဲ့တကယ်ကိုထူးဆန်းတဲ့ပုံစံပဲ။အတွေ့တွေကိုပြန်ရုပ်သိမ်းပြီးဒီသားရည်ကြီးကိုတတိချာကြည့်လိုက်တဲ့သူ့တစ်ခုလုံးမှာတန်ကြိုးတွေပတ်ထားပြီးလက်ကုံကလည်းပျက်စီးယိုရင်းတွေကအဆောက်အုံနဲ့တသားလေးဖြစ်နေသလိုပဲ။ဒါကကောင်းကင်မြေကြီးလိမ့်နဲ့ထန်တီခွရှံခွေပဲအဝေးကနေကြည့်ရတော့ဒီငကားလေးရဲ့တက်တန်းဟာအနည်းဆုံးတော့နှစ်ပေါင်း3000ကျော်လောက်ရှိနေပြီဒီကုလုံးမှာလည်းဒဏ်ရာတွေကြီးပဲကြည့်ရတာအသက်ငင်တဲ့ပုံစံမျိုးအဲ့ဒီချိန်မှာပဲအောက်ကလိမ့်နေကြီးဟာရုတ်တရက်လှည့်ကြည့်ပြီးဟင်းရောက်လာပါတယ်သူဟင်းရောက်လိုက်တိုင်းပတ်ထားတဲ့တန်ကြိုးတွေစီကနေစူးရတဲ့အတန်တွေထွက်ပေါ်လာခဲ့ပါတယ်ဒဏ်ရာတွေကလည်းကွက်အကအနဲ့အောင်တွေးတယ်အများကြီးစီးကြလာပါတယ်ကျွန်တော်လက်နဲ့ကာဝယ်လိုက်တယ်တကယ်လို့သူကအစွမ်းအစပြည့်ရှိနေရင်ချင်းဆိုနတ်လူသားအစဉ်ထမ်းရံခြင်းအလဲလက်ဒါမှမဟုတ်အထွတ်အထိပ်အစ်စ်လောက်ရှိမှာပါဒါပေမဲ့အခုကတော့သူဟာစစ်နေတော့ဘောငါလိုအားနေပြီးကျွန်တော်ရဲ့လက်တစ်ဖက်စာတိုက်ခွက်ကိုတော့မရှင်နိုင်တော့ပါဘူးကျွန်တော်လက်နဲ့ကုတ်ချလိုက်ပြီးသူ့ရဲ့တိုက်ခိုက်ပုံကိုအချင်းကြီးပြသွားစေပါတယ်
။အဲ့နောက်လင်းမြန်သွားလှုပ်ရှားပြီးလိမ့်နယ်ကြီးရဲ့ခေါင်းပေါ်ကိုရောက်သွားကခြေထောက်နဲ့နင်းချလိုက်ပြီးရေငယ်အောက်ချိန်မှာမလုံနိုင်အောင်ထိချုပ်လိုက်ပါတယ်။လိမ့်နယ်ကြီးကပြင်းတဲ့ရုံးကန်နေရာကိုမြင်တော့ကျွန်တော်ကအေးအေးဆေးဆေးပဲပြောလိုက်ပါတယ်။ငါဒီကိုလာတာကြည့်အောင်တက်တက်ပဲ။ဘာကူမှလည်းမထိသလိုမင်းဆောက်ရှောက်နေတဲ့အရာကိုလည်းငါလုံးဝလက်ပြားနဲ့တောင်မတို့ပါဘူး။မင်းသာဆက်ပြီးရုံးကန်နေမယ်ဆိုရင်တော့မင်းရဲ့အသက်အန္တရာယ်ရှိသွားလိမ့်မယ်တဲ့။နောက်တစ်စိတ်ဝင်စားစရာအပိုင်းတွေကိုဆက်လက်တင်ဆက်ပေးတော့မှာဖြစ်လို့ like and follow လေးလုပ်ပေးထားကြပါဦးနော်။